မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစရောကိုပါကြမ်းမှကြံခိုင်ဖို့အတွက်ကျွန်တော်လင်းထိုက်ကကြိုးဆိုပါရယ်အောင်မြင်မှုရဲ့လှုပ်ဝက်ချက်ကဝရိယပါပဲဗုဒ္ဓတရားတော်မှာလဲကြိုးစားအထောက်မှုဝရိယမပါဘူးဆိုရင်ဘယ်ရာမှပြီးမြောက်အောင်မြင်နိုင်ခြင်းမရှိဘူးလို့ပြထားပါတယ်ကျင်စော့ရဲဆိုတာတရားထဲနဲ့ထူးခြားလာတာမဟုတ်ပါဘူးစိတ်မပါတဲ့နေ့တွေတောင်မှကိုစီကံ discipline နဲ့ထိန်းချောင်းပြီးလေ့ကျင့်ခန်းတွေလုပ်နိုင်ဖို့လိုအပ်ပါတယ်ဒီနေ့တော့နားလိုက်ပါအောင်မဆိုရက်ပြင်းနေတဲ့စိတ်ကိုဝရိယနဲ့အနိုင်ယူလိုက်တာမျိုးပါစီကံရှိတဲ့သူကခနာကိုလှပတာတည်းမဟုတ်ပဲစိတ်တက်ကပါပို့ပြီးတော့ကြက်ခိုင်လာပါတယ်အောင်မြင်ခြင်းရင်စိတ်ကူးခြင်းနေုံနဲ့မရပါဘူးမှန်ကန်တဲ့ဇွဲလုံးလားနဲ့စီကံရှိကြိုးစားနိုင်မှရှာလက်ကောင်းကိုပိုင်ဆိုင်နိုင်ကြမှာပါချင်းမှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့ထရိနာနဲ့စနစ်တကျကစားလို့သူတွေကိုလည်းကြိုးဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်ကြပါစေ